မရသေးဘူးခဏနေမရမှာလေရခဏနေလာရနားရကစကားသူကောက်တော့မှာကလုံးမျိုးရဲလို့ဒီသူကောင်းနေတော့အဲ့လိုပေါ့นี่နားတာလို့မမဒီလို့လားဟုတ်တယ်ဘာလဲဒီပြတာရပြီကျမနှခမ်းမွေးရိတ်ထားတယ်လာလာကြီးကဘလို့ကြီးတော့ဘာဖြစ်လို့လဲကျမလည်းပြောသေးနှခမ်းမွေးရိတ်ထားရတယ်ဩအမေအမေမွေးလာတာအချောက်လေအချောက်ဆိုမှတော့နှခမ်းမွေးကပေါက်မှာပေါ့လူမဈေးရောက်မကောင်းလို့စိတ်ညစ်နေတာဘာကြီးလာပြောမှလည်းမသိဘူးအမေဆက်ဆိုင်မကောင်းလို့ဈေးကမကောင်းတာလေဘာလာပြောနေဘာဆက်ဆိုင်တမီးနဲ့ဘာဆိုင်လို့လဲတမီးကလာလေအမေဆက်ဆိုင်မကောင်းလို့ဈေးကမကောင်းတာအမေကဆဲဆိုးတယ်နဲ့အရင်စမ်းတော့ဈေးကမကောင်းတာလေအမေကောင်းမပြောဆိုလေဆဲရအောင်တော့မကြောက်ဘူးပြောလောက်အပေါက်ထူရအောင်တော့မကြောက်ဘူးအေးအဲ့လိုအပေါက်ဆိုးလို့အမေဈေးကမကောင်းတာလို့တမီးပြောတယ်အမေအပြောဆိုလေးတွေပြင်လိုက်တမီးတို့လှလှလေးနေတမီးတို့ရင်ရင်ကြည်ကြည်ပြောရဒါတမီးအကြိုက်ဆုံးပဲတမီးဘဝမှာလေအမေပေးတကကျွေးတကထဲမှာတမီးအကြိုက်ဆုံးစားအေးစားတော့ခောက်တက်မှာလားဟာလို့လဲအမေကဈေးဝယ်တယ်လေပါလိုက်တာတော့နမနည်းတည်းရမမလားနည်းတည်းနော်ဆိုင်မမေဘူးရွာလဲအေးငါကြည့်နာပါဟဲ့သေးတာရောင်းရတာဟမ်တောင်ရက်ကဤပေါင်ရင်မြောက်ရက်ကနာတော့တဲ့ဟုတ်တယ်လေမေးရွာလဲအိမ်မဟို3-5ရက်ရှိတဲ့ဟာကြီးသေးတာရောင်းနေရတယ်ကိုရောင်းကိုစားနေဆွေတော့နော်မေနော်မေးနာတော့ရောင်းနေဟာကြီးပြုတ်စားတယ်အဲ့လိုတော့ပြုတ်တော့ရောင်းနေကိုပြောပြီးပြုတ်စားတယ်တက်တယ်ပြီပဲညီမစားအယူခုံးလေးသိဒီခုံးလေးသိညီမသိဒါလေးဖဲလာအောင်ဟာဒီတော့မေးသေးတာဒါတစ်ပြည့်ရောသေးတာတော့အဲ့ဒီညီမစားတော့သေးတာချိုးတာမင်းဒီထက်စားကျင်သေးတယ်ဒီကလည်းခိုးစားပါမှာဟိုဘက်ကပြုတ်ဟိုဘက်ကပြုတ်ဒီဘက်ကရမရဘူးရှို့တဲ့ကျင်မတစ်ပင်နာကွဲနေမဟုတ်ဘူးဒဲ့ကြီးဘိုးတို့ရိုက်ကြည့်နေတာဘိုးတို့ရပါလေဒါရတယ်ဘိုးတို့ရမယ်အမေလင်မို့လေရပါလေဘိုးတို့နဲ့အမေနဲ့ညှိထားဒီဝဲလာပြီ